အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ပြပေးမှာတော့တီတီပြိုင်ဒီအန်ကက်နဲ့ပတ်စံထည့်နေဖြစ်ပါတယ်ဒီအန်ကက်ထည့်ပါပတ်ဆွဲရှောင်းလုံးရိုက်ထည့်ပါပေါ်ဆုံးကကလပ်ကိုနှိပ်ပါပေါ်ဆုံးကလပ်ကိုပဲထပ်နှိပ်ပါအောက်ဆုံးကလပ်နှိပ်ကိုနှိပ်ပါပတ်စံထည့်ပါပတ်စံပြင်းနေခေါင်းနေပြန်ထွက်လာတတ်ပါတယ်တရားကြည့်ပါဝေမောက်မှန်မှန်စစ်စစ်ပါဒီမှန်တယ်ဆိုကောက်လက်ကိုနှိပ်ပါဒီတန်ကယူဖို့မေးကြပါတယ်နော်